အားလုံးဥပဒကဥပါတိကမတို့ရဲ့ကထိန်ဆိုတဲ့ဥစ္စာဟာပွဲတွေဘယ်လောက်များလာလဲဘုန်းတော်ကြီးတွေကကထိန်သင်္ကန်းမှာတပါးတည်းပြင်ပစ္စည်းရပါမှဒီကထိန်နဲ့မဆိုင်ရပါဘူးခုတော့မဟုတ်ဘူးနိုင်ငံခြားကနာယီကြီးတွေကောသောတွေဒါတွေကထိန်ချင်းနေတဲ့ဘုန်းကြီးကပြောတယ်သာသနာတော့ပိုက်ဆံမကုန်ရဘူးသာသနာရှိတကယ်စစ်စစ်ကစားကြရရှိဖို့ရဲ့လေလုံးမိုးလုံးရှိဖို့ရဲ့ဒါပဲအရေးကြီးတယ်လေလုံးမိုးလုံးနဲ့မှန်မှန်ကန်ကန်စားနိုင်လို့ရှိရင်သာသနာမှာစာသင်နိုင်တယ်စာအားနိုင်တယ်စာချနိုင်တယ်ကမ္မဋ္ဌာန်းအားထုတ်နိုင်တယ်ဒါလောက်ကျောင်းကြီးကံကြီးတွေကြီးကျယ်မှစာအားနိုင်တာမဟုတ်ပါဘူးဒါလောက်ကျောင်းကြီးကံကြီးတွေကြီးကျယ်တွေကကမ္မဋ္ဌာန်းအားထုတ်လို့အနှောက်အယှက်တောင်ဖြစ်သေးတယ်အဲ့တော့ဒါလောက်ပိုက်ဆံမကုန်ဘဲနဲ့သာသနာပြုလို့ရရသားနဲ့ယခုတော့ပိုက်ဆံတွေကုန်ပြီးတော့သာသနာအထောက်မမြောက်ဘူးသာသနာကွဲမဲ့ဘယ်သူပြတ်တော့ဒီဗုဒ္ဓဘာသာတွေပြတ်တာပဲသာသနာမြတ်စွာဘုရားရဲ့အမတန်မူမြတ်တဲ့သာသနာကိုသူများပြတ်လို့မပြတ်ပါဘူးဖြတ်ကျင်နိုင်ပြတ်ပါမပြတ်ပါဘူးဘုန်းကြီးတို့ကြံ့ကြံ့ခံနိုင်ပါတယ်ယခုတော့ဘုန်းကြီးတို့အပြင်ကနေပြီးတော့ဖြတ်ကြတော့ဘယ်နဲ့လုပ်ပြီးတော့ဘုန်းကြီးတို့ခံမလဲဘုန်းကြီးเจ้าကိုကြက်တယ်လို့ပြောတယ်တချို့ကိုယ်တော်တွေမနေခြင်းဘူးလို့ပြောတယ်ဘုန်းကြီးကပြောတယ်ကြမယ်ပို့ကြမယ်သာသနာကဒီလိုမဟုတ်ပါဘူးဘုရားသာသနာလာခဲ့တာကဒီနည်းမဟုတ်ပါဘူးဘုန်းကြီးတို့မှာဟိုဘက်မှာသံဃာတစ်ခုရှိပါသေးတယ်သွားရမယ်ဘဝရှိပါသေးတယ်အဲ့ဒီသွားရမယ်ဘဝနဲ့တမ်းမတဲ့လို့ရှိရင်ပြင်ဘာလမ်းမှမဟုတ်ပေဘူးအဲ့ဒါကြောင့်သာသနာဘယ်သူဖြစ်တယ်လဲလို့ဆိုရင်ဘုန်းကြီးတို့အတွင်းကနေဖြစ်နေကြပြီးတော့ဘုန်းကြီးကအရင်တုန်းကပြောခဲ့တယ်ဗုဒ္ဓမြတ်စွာရဲ့သာသနာပြန့်နှံ့ပြီးတော့နေတဲ့နိုင်ငံဟာဘာမှမပေါက်နိုင်ဘူးလို့ဆိုတဲ့ဥစ္စာသာသနာကိုကြံ့ကြံ့ခံပြီးတော့တကယ်ကြည့်ကြလို့ချင်းဘာပင်မှမပေါက်နိုင်ဘူးအကယ်၍အဲ့ဒီအပင်ကိုအတင်းဆိုင်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ရဲ့အသက်တွေကအကုန်လုံးအရှိကရှိမယ်ယခုတော့အပင်ဟိုကမဆိုင်ရတဲ့ဘူးဒီကအပင်ဆိုင်เสียနေရာတွေရှင်းပြီးတော့ပြစ်ပြီးလို့ဘုရားဘာသာစစ်စစ်တွေကိုဖယ်ပေးနေကြတော့ဘုန်းကြီးတို့မတတ်နိုင်ဘူးဘာမှအရှိမခံနိုင်ဘူးဘုန်းကြီးတို့ဒါကိုသိစေခြင်းလို့ဘုန်းကြီးမကြာခဏဟောပြပါတယ်ဒါပြင်လေလို့ဘလောက်မှအရေးမကြည့်ဘူးအရေးမကြည့်တော့ဘုန်းကြီးကဝန်းနေသလားဆိုတော့မနေပါဘူးဝတရားအတိုင်းလုပ်တာပါကျောင်းမှာသင်္ကားတွေမရှိဘူးဆိုတော့ဝန်းမနေပါဘူးဝတရားအတိုင်းသိမ့်သိမ့်တာပါဒကာဒကမတွေကဒီလိုတော့တပည့်တော်တို့ဒီလောက်တင်းကျပ်တဲ့ဘာသာကိုမကိုးကွယ်ခြင်းပါဘူးဆိုရင်မကိုးကွယ်ပဲနေဖို့ပဲရှိတယ်မြတ်စွာဘုရားရဲ့ဘာသာကအင်မတန်ပေးကြတယ်အင်မတန်ကြနာတယ်ပြီးတော့ဘုန်းကြီးတစ်ခုပြောမယ်သိက္ခာကိုမလေးစားခြင်းဟာတဲ့သာသနာကွယ်ကြောင်းလို့ဆိုတယ်သိက္ခာမလေးစားခြင်းဆိုတာဘုန်းတော်ကြီးများကဘုန်းတော်ကြီးသိက္ခာကိုမလေးစားဘူးဥပဒကတွေကဥပဒကသိက္ခာကိုမလေးစားဘူးဆိုရင်သာသနာကွယ်မယ်ဘာဖြစ်လို့ကွယ်လဲလက်ညှိုးထိုးမယ်ဘယ်နဲ့လဲဒီဘုရားဘာသာလူတွေကယဟန်ဘာသာတော်တွေကဒီလိုရလားသူတို့ဘုရားကဒီလိုဟောတယ်လားလို့ဆိုတော့သူတို့ကဘုန်းကြီးတို့လက်ခံပြီးတဲ့လူနဲ့လက်ခံပြီးတဲ့ခေပညာတတ်တွေနဲ့သူ့ကြရောသူ့နေတော့ခေပညာတတ်တဲ့သူတွေကလည်းခေပညာပဲတတ်တယ်ဘာသာရေးကိုသူတို့လေးလေးပြင်မရှိဘူးမနားမလဲဘူးဒီရောကလာပဲသူတို့နားလေတော့ကိုကပြောလေသူတို့စိတ်တဲ့ဇဝေဇဝါဖြစ်လေကိုယ်ပဲကျင်းတဲ့စိတ်ကြီးရောလာလေအဲ့လိုဖြစ်တော့တစ်ဖြည်းဖြည်းဗုဒ္ဓဘာသာတွေပါပြီးတော့ဗုဒ္ဓဘာသာဝင်လူဦးရေကရော့သွားရတော့မှာပဲရှိပြီးသားလူဦးရေလည်းပေါ့ကလေးပဲကိုယ်ကြကြတော့တယ်ယဟန်တော်များကယဟန်သိက္ခာမယိုသေးုံများလို့ဆိုတော့လူတွေကကောခုများပါပြီလားကိုတဲ့ပြီးတော့အောင်ထောက်တည်ကြပါလို့ဆိုရင်ပဲဘာကလေးကတော့မူသားကလေးကတော့မဖြစ်နိုင်တယ်လို့မူသားမဖြစ်နိုင်တာကမှမဟုတ်နားကြလို့ကောင်းနေတယ်တချို့နေရာမှာဒီပြင်သိက္ခာပုဒ်တွေတောင်မှမထိနိုင်ဘူးတဲ့သိက္ခာပုဒ်တစ်ပါးထိမလို့နှစ်ပါးထိမလို့ပြီးတော့သိက္ခာပုဒ်မှမထိတော့ဘူးဘုရားဘယ်နဲ့လက်ညှိုးထိုးမလဲခင်ဗျားတို့ဗုဒ္ဓဘာသာလို့ဆိုတဲ့ဟိုလူတွေလေးကြည်လားသိပြီးတော့ဆိုပါတော့မတရားလုပ်တာပဲဟိုသီလပြတ်တယ်လို့သူတို့မသိပေမဲ့မတရားသိလုပ်တာပဲသူတို့ဘုရားကဒီလိုပဲလုပ်ရတယ်လို့ပြောသလားဟောသလားဆိုတော့သဝေသွားတွေဖြစ်လို့မြတ်စွာဘုရားကပဲခွင့်ပြုထားတယ်လို့ဘာလို့ဆိုတော့ဘုန်းကြီးကလေဒါတွေအကုန်လုံးယဟန်တော်များကယဟန်တော်သိက္ခာကိုထဲလို့ဇာတိပရိယတွေကိုကြာနာပင်လို့ယဟန်တော်များကပညာရေးရှိအားလျောစွာကလေးတွေပညာပြမအောင်ကြိုးစားလို့လူတွေကလည်းပဲဒီလောက်ကြောင်းကြီးကံကြီးတွေစောက်ဖို့မဟုတ်ပဲနဲ့တ
စာရတော်ရပြည်စုံယုံကလေးကျူစားပြီးတော့ထောက်ပံ့လို့မိမိတို့ရဲ့သီလသိက္ခာလည်းမိမိတို့ထိန်လို့ကျုပ်တို့ဗုဒ္ဓမြတ်စွာရဲ့တရားတော်က၅ပါးသီလတော့မပြည့်ရဘူး၅ပါးသီလပြည့်တယ်ဆိုလို့ရှိရင်အပယ်၄ပါးကလွတ်ဖို့ရန်သိမချရဘူးဆိုတော့ကျုပ်တို့၅ပါးသီလတော့ကောင်းကောင်းကြီးလုံနာပဲလို့ဆိုရင်ဒီကတော့ဈေးအောင်ဈေးဝယ်ဘက်ကရောင်းတဲ့ဘက်ကလည်း၅ပါးသီလလုံလို့ဝယ်တဲ့ဘက်ကလည်း၅ပါးသီလလုံလို့ဒီလောက်ရင်းလို့ရှိရင်ဒီလောက်အမြတ်ရရမယ်ဆိုတဲ့ထုံးစံတိုင်းအမြတ်ယူလို့ဘယ်လိုများဆိုရင်ဘုဒ္ဓမြတ်စွာသာသနာမပြေဘူးဘာဝါဒမှမလာနိုင်ဘူးဘုန်းကြီးများကလည်းပဲလေကလေးတွေကိုပညာသင်ပေးနေအောင်ကြိုးစားမယ်ဘယ်လောက်ကြိုးစားမလဲအများကြီးကြိုးစားမယ်ကျွေးရတဲ့ဘက်ကစားပြီးတကားလားဘုန်းတော်ကြီးတွေကကလေးတွေလိမ္မာကြီးကြည့်အောင်တာဝန်ယူမယ်အခြေခံပညာတော့တတ်အောင်တာဝန်ယူမယ်ဒီလိုဆိုရင်ဘယ်ကလာပြီးတော့ဘာဝါဒကတိုးနိုင်အောင်မှာတော့မြတ်ပေရွာပါတွေကြည့်လိုက်တဲ့အတော်အစားအကစားဗုဒ္ဓမြတ်စွာကမရှိရဘူးဆိုတဲ့အတိုင်းအားလုံးမရှိကြဘူးဘယ်ဝါဒလာပြီးတော့တိုးနိုင်အောင်မှာလဲယခုတော့ဗုဒ္ဓမြတ်စွာရဲ့ဝါဒကိုဒီယောဂလာကလေးသူတို့ကမလို့လဲလို့လဲကိုးကြပြီးတော့သီလသိက္ခာလည်းမထိတ်ဘူးတယောက်ညာတာမှုလည်းမလို့ဘူးကိုယ်ဘာသာကိုဗုဒ္ဓဘာသာသာဆိုတာလုတ်တဲ့ကိုင်းတဲ့အနေကတော့ဘာသာမရှိသလိုပဲလုတ်ကိုင်းနေကြတယ်ပြီးတော့ဘုရားဘာသာကဘယ်နဲ့လုတ်ပြီးတော့ကြားရှိခံနိုင်မှာတော့ခံနိုင်အောင်တော့ဘယ်နဲ့လုတ်ပြီးတော့နိုင်ငံမှာအကျိုးပြုနိုင်အောင်မှာတော့အကျိုးမပြုနိုင်တဲ့ဘာသာဟာဘယ်နဲ့လုတ်ပြီးတော့ကြားရှိခံမှာလဲဒါကြောင့်မို့လို့အလုံးတော့ဘုန်းကြီးရဲ့ညီရချက်ဟာမရနိုင်တော့ဘူးလို့ကြော့လိုက်ပြီးဆိုပါတော့တယောက်ချင်းတော့မကြော့ကြသမ်းပါနဲ့ဘုန်းကြီးတို့တွေဟာဒီဘဝကောင်းကလေးကိုလွန်သွားလို့ရှိရင်တော့ဘုန်းကြီးရောယခုအမတန်တရားနဲ့လာတဲ့တချို့လူတွေရောကိုယ်ဘဝကြလို့ရှိရင်အမတန်ပူပန်းကြရာတွေတွေ့ပါလိမ့်မယ်လို့ဣဒာခဏဝိရာဒေတိသတ္တမတ္တနိယမကံသီရတောအနုတဝေတိပေရိဝါယံဝဝါနိဇောဣဒာဝေယခုဖြစ်ရပစ္စေခကျုံဤသူဘုံ၌သတ္တမတ္တပုရောကောင်းတရားအစစ်အမှန်ဤနိယမကံပဲ့ကိုင်းကြီးနှင့်တူလာစွာတော်တို့ဒီဘဝဟာပဲ့ကိုင်းကြီးတယ်ပုရောကောင်းတရားရဲ့လေရင်ဉာဏ်ကြီးဆိုကြပါစို့သူတော်ကောင်းတရားပြုတော့လေရင်ဉာဏ်ကြီးကဘယ်ထိအောင်သွားမလဲနိဗ္ဗာန်ထိအောင်သွားမယ်အဲ့ဒီနိဗ္ဗာန်ထိအောင်သွားမယ်သူတော်ကောင်းတရားပြုတော့လေရင်ဉာဏ်ကြီးရဲ့ပဲ့ကိုင်းတာဒီဘဝပဲဒီဘဝကပဲ့ကိုင်းတဲ့ဥစ္စာဟာပဲ့ပြက်သွားရင်ချော်သွားလို့ရှိရင်လေရင်ဉာဏ်ဂျုံလို့မောက်ကုန်သွားတယ်လို့ပဲလေးပါသွားလိမ့်မယ်